မင်္ဂလာပါ Pancake ကို admin ပေးဖို့အတွက်အရင်ဆုံးကိုယ့်ရဲ့ Facebook page ကိုသွားပါပြီးရင် setting ထဲကနေ page setup page management history မှာ page access ပေးရပါမယ်ကိုပေးမဲ့သူရဲ့ Facebook account ကို email နဲ့ရှာလို့ရပါတယ်အစစကလုံးနဲ့လည်းရှာလို့ရပါတယ်ဒီမှာရှာပြထားပြီးရင် permission တွေအားလုံးဖွင့်ပေးဖို့လိုပါတယ်ပြီးရင် get access ပေးလိုက်ပါပြီးရင် password ထည့်ပါဒီလိုဆိုရင်ဒီမှာ access ရသွားပါပြီပြီးရင်page access ကိုလက်ခံပြီးသွားပြီ access confirm လုပ်ပြီးသွားပြီဆိုတာနဲ့ Pancake ထဲကိုသွားပါ Pancake ရဲ့ setting account ပြီးရင် subscription setting ထဲကိုနှိပ်ပါပြီးရင် user နေရာမှာပေါ်လာပါလိမ့်မယ်အဲ့ဒီမှာ permission လေးပေးပြီးတော့ save လိုက်လို့ရပါပြီဒါဆိုရင် page ကို manage လုပ်ဖို့အတွက် permission ရသွားပါပြီ admin ထည့်ပြီးသွားပါပြီပြီးရင် setting ထဲမှာဘယ် permission တွေပေးမလဲဆိုတာကို click လေးတွေနဲ့ရွေးပြီးတော့ permission ပေးလို့ရပါတယ်ဘယ် level ပေးမလဲဘယ် permission တွေပေးမယ်ဘယ်ဟာတွေကို manage လုပ်ခွင့်ပြုမယ်ဆိုပြီးတော့ customize လုပ်ပြီးတော့ permission ပေးတာဖြုတ်တာလုပ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်